ကျွန်တော်မိတ်ဆွေများမင်္ဂလာပါဖုန်းပြရှင်ဖျားတီတော်နေမြန်မာဘူးစတိစီတီလုပ်ငန်းမှာကြိုဆိုပါရစေကျွန်တော်တို့ဒါအဟောင်းပြုပြင်ပေါ့နော်ဒီမှာဒီသွပန်းနေဆိုရင်နေ့ကြာပြီပေါ့နေ့ကြာတဲ့ခါကျတော့ကျွန်တော်တို့ရေတင်တဲ့နေရာတွေမှာဆွေးတာပေါ့နော်ဆွေးတာကိုဆရာတော်မှဟိုစတိပန်းလည်းမထည့်ချင်ဘူးသွပန်းပဲပြန်လှုပ်ချင်တယ်လို့ပြောတဲ့အတွက်ပြီးတော့သူကဒီလက်ရပဲပြန်ပြုတ်ကျင်တယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်တို့ကဒီဟာကိုပဲဒီဆွေးတဲ့နေရာတွေဖယ်ထုတ်ပြီးတော့အစ်စ်ပြန်လဲပြီးတော့ပြုပြင်ပေးမှဖြစ်ပါတယ်ကျွန်တော်တို့ကခုဆိုရင်ဖြုတ်ချနေတာပေါ့နော်ဗီဒီယိုပေါ်မှာလည်းဖြုတ်နေတော့ကျွန်တော်ဒါဆိုဖြုတ်ချမယ်ဟာဆိုနော်ဖြုတ်ချပြီးတော့ကျွန်တော်အစ်စ်ပြန်ပြီးတော့ဒီလိုဆွေးနေနေရပါအဲအကုန်လုံးကိုဖြုတ်ပြီးတော့ကျွန်တော်အစ်စ်ပြန်ရိုက်မှာပေါ့နော်ဒါတွေအကုန်လုံးဖြုတ်အစ်စ်ပြန်လဲဒါဖောင်းမှန်းဆွဲပေါ့နော်ဖောင်းမှန်းဆွဲတော့တိတ်ဆွေးတာမရှိဘူးကြဒီစိန်ကြီးတွေမှာတော့ဆွေးနေပေါ့နော်စိန်ကြီးတွေမှာတော့ဆွေးတယ်ဒီမုတ်တွေကလည်းဒီကြီးကွေးတွေမှာဆိုတော့ဆွေးနေပေါ့နော်ဟာမဒါတော့ကျွန်တော်တို့ဖြုတ်နေတော့ပေါ့နော်အပေါ်ပိုင်းတော့ပြီးသွားရောအောင်ပိုင်းတော့ဆက်ဖြုတ်အောင်ကျွန်တော်ပြောပြချင်တာကတော့ဗျာကျွန်တော်တို့ပန်းစင်ပြီဆိုရင်ဒီဖရိန်ပေါ့နော်ဖရိန်ကအဲ့လိုဖလက်ပြားပေါ့ကျွန်တော်တို့ဖလက်ပြားဖရိန်ခွေရတယ်ဗျာဖလက်ပြားခွေနာဖလက်ပြားဖရိန်ခွေတာကအချိုးတွေကကြတော့သူတို့ကဟိုပိုက်နဲ့ခွေတာကြိုက်တယ်ပေါ့နော်ကျွန်တော်တို့ပိုက်ကြတော့အားမပေးဘူးပေါ့နော်ခွေမဲ့ဆိုရင်ဟင်္ဂလန်နဲ့ခွေမခွေဖလက်ပြားနဲ့ခွေဖလက်ပြားနဲ့ခွေတာကြတော့ကျွန်တော်တို့ရေတင်တာလည်းမရှိဘူးရေစင်းကောင်းတယ်ရေတင်တာမရှိရကျွန်တော်တို့ကဟိုမဆွေးနိုင်ဘူးပေါ့နော်မဆွေးနိုင်မပြတ်နိုင်အခုဒီ frame ဆိုရင်ကျွန်တော်တို့15နှစ်20ဝန်းကျင်ရှိနေပြီဒီ frame ဆိုရင်အဲ့ frame ဆိုရင်မပြတ်စီးဘူးပေါ့နော်ကျွန်တော်တို့ဖြစ်တော့မှမနေဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်မိတ်ဆွေတွေလည်းအချို့ကြတော့ဟိုပိုက်နဲ့ခွေနေတော့ပိုက်ကလက်တလောတော့ပိုက်ကတောင့်နေကြတယ်ဒါပေမဲ့ပိုက်က9နဲ့6နှစ်လောက်နေဆွေးတာများတယ်ပေါ့နော်အဲ့တော့ဟိုကျွန်တော်တို့ပန်းစင်ဘယ်လိုစင်လဲလို့မေးတဲ့အဲ့ဒီတွေအတွက်ပေါ့နော်ကျွန်တော်တို့ကဒီဖလက်ပြားဖိန်နဲ့သုံးပြီးတော့ခွေပါတယ်ဖလက်ပြားဆိုလဲကျွန်တော်တို့မပါဘူးပေါ့နော်ထူတယ်ပေါ့ဖလက်ပြားကိုထူသုံးပြီးတယ်တောက်ထည့်ပြီးတယ်နှစ်ရှည်ရေရှည်ခံအောင်လို့လဲကိုတက်စင်လာဖြစ်တဲ့အတွက်လည်းအာမခံပေးတယ်ပေါ့နော်ကျွန်တော်မိတ်ဆွေတွေလည်းလိုအပ်ရင်ဆက်သွယ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်